သူ့ရဲ့ညီမအရင်ကပဲသူ့ကိုမြေကြီးပေါ်လဲကျသွားအောင်ပါရိုက်လိုက်ပါတယ်ဒါဟာသူ့မျက်နှာပေါ်မှာမနာလိုတဲ့အရေးအယောင်ကိုသူ့ညီမကမမြင်ရလို့ပဲဖြစ်ပါတယ်လေလံပွဲမှာသူစပွဲထိုးလုပ်နေတာကိုသူ့ညီမကတွေ့သွားပြီးတဲ့နောက်မှာတော့ဆင်းရဲတဲ့ယောက်ျားနဲ့လက်ထပ်ထားတယ်ဆိုပြီးသူ့ကိုလောင်ပြောင်တော့တာပါပဲဒါပေမဲ့သူကတော့ချမ်းသာတဲ့လူနဲ့လက်ထပ်ထားတဲ့သူ့ညီမကိုလုံးဝမနာလို့မဖြစ်ခဲ့ပါဘူးအဲ့ဒီအစားသူ့ယောက်ျားကအရန်တော်တဲ့သူပါဆိုပြီးသူကပြန်ပြောလိုက်ပါတယ်အဲ့ဒါနဲ့တင်စိတ်တူသွားတဲ့သူ့ညီမကသူ့ကိုပါရိုက်လိုက်တာပါဒီမြင်ကွင်းကိုသူ့ယောက်ျားရဲ့လက်ထောက်ကမြင်သွားပြီးအခြေအနေကိုချက်ချင်းပဲသတင်းပို့လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူ့မိသားစုဝင်အားလုံးစီကိုလည်းဒီသတင်းကရောက်သွားခဲ့ပါတယ်သူတို့အားလုံးကသူ့ကိုကူညီဖို့အတွက်စိတ်အားထက်သန်နေကြပါတယ်ဘာလို့လဲဆိုတော့သူ့ယောက်ျားကသူ့ညီမပြောသလိုဆင်းရဲတဲ့သူမဟုတ်လို့ပါပဲအခုချိန်ထိသူကအမှန်တရားကိုမသိသေးပေမဲ့ပြန်ပြီးတော့တုံ့ပြန်ခဲ့ပါတယ်ဒီမြင်ကွင်းကိုမြင်ပြီးသူ့ညီမရဲ့ယောက်ျားကမှင်တက်သွားခဲ့ပါတယ်သူ့ကိုပြန်ပြီးတုံ့ပြန်ရဲမယ်လို့သူ့ညီမကမယုံနိုင်အောင်ဖြစ်နေပါတယ်ချမ်းသာနေုံနဲ့ကိုတာတယ်လို့မထင်နဲ့ဆိုပြီးသူကစိတ်တူတူနဲ့ပြောလိုက်ပါတယ်အကြောက်အလန့်များတဲ့သူ့ညီမကပြန်မပြောရဲပဲသူ့ယောက်ျားစီမှာအကူအညီတောင်းလိုက်ရပါတယ်အဲ့ဒီလူကတော့ဘသူမှန်လဲဆိုတာကိုဂရုမစိုက်ပါဘူးသူ့ညီမကိုတောင်းပန်ဖို့အတွက်သူကရိုင်းဆိုင်ပဲခိုင်းစေလိုက်ပါတယ်သူ့ညီမကသာသူ့ကိုပြန်တောင်းပန်ရမှာလို့သူကတက်ပဲပြောလိုက်ပါတယ်ပြီးတော့အဲ့ဒီလူကသူ့ညီမကိုလုံးဝဂရုမစိုက်ဘူးလို့လည်းသူကထပ်ပြောလိုက်ပါတယ်ရှက်စိတ်လဲတိုးသွားတဲ့သူ့ညီမကသူ့ကိုထပ်ပြီးရိုက်နှက်လိုက်ပြန်ပါတယ်ပြီးတော့သူ့ကိုလာသတိပေးစရာမလိုဘူးလို့လည်းသူကပြောလိုက်ပါတယ်ဒီညီမကတော့သူ့ယောက်ျားချမ်းသာနေဖို့ကိုပဲဂရုစိုက်တာပါအဲ့ဒီနောက်သူ့ညီမကလုံခြုံရေးတွေကိုခေါ်ပြီးသူ့ကိုဖမ်းခိုင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ယောက်ျားကလူအုပ်ကြီးနဲ့အတူအပြေးလွှားရောက်လာခဲ့ပါတယ်သူ့ရဲ့ယောက်ခမကလည်းစိတ်ပူပြီးတော့လမ်းမှာရောက်နေပါပြီသူ့ကိုနာကျင်အောင်လုပ်ပြမယ်လို့သူ့ညီမကရက်ဆက်ပြောလိုက်ပါတယ်သူကလွတ်အောင်ရုန်းကန်နေတော့မှပဲသူ့စီကနေတော့တချောင်းပြုတ်ကျသွားပါတယ်အဲ့ဒီတော့ကိုသူ့ညီမကချက်ချင်းသတိထားမိသွားပြီးကောက်ယူလိုက်ပါတယ်အဲ့ဒီအချိန်မှာသူချက်ချင်းပဲစိတ်လှုပ်ရှားသွားပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီတော့ကသူ့ယောက်ခမကတေချာလေးအနံ့ထားခဲ့တာမို့လို့ပါဒီတော့ကမိသားစုရဲ့ပိုင်ဆိုင်မှုအားလုံးကိုကိုစားပြုတယ်ဆိုတာ तू မသိပေမဲ့ဒီအရာကို तू အလေးထားပါတယ်ဒါကြောင့် तू ကပဲစပြီးသူ့ညီမကိုတောင်းပန်လိုက်ပြီးတော့ကိုပြန်တောင်းလိုက်ပါတယ်သူ့ညီမကတော့ချက်ချင်းပဲရုံမာတဲ့အပြုံးမျိုးပြုံးလိုက်ပါတယ်ပြီးတော့အဲ့ဒီတော့ကိုမြေကြီးပေါ်လွှင့်ပစ်လိုက်ပါတယ်ပြီးတော့သူ့ကိုလည်းမြေကြီးပေါ်ကိုအရှိန်နဲ့တွန်းချလိုက်ပါတယ် तू ဒဏ်ရာရသွားမလားဆိုတာကိုသူ့ညီမကဂရုမစိုက်ပါဘူး तू ကတော့တောစီကိုပဲတရွတ်တိုက်သွားနေခဲ့ပါတယ် तू ကနာကျင်လွန်းလို့မလုံနိုင်တော့တဲ့အချိန်မှာတော့သူ့ညီမကကျဉ်းတဲ့အပြုံးနဲ့ကြည့်နေပါတယ်ဒါပေမဲ့နောက်တစ်ခဏမှာတော့ခမ်းမတကားကြီးပွင့်သွားပါတယ် तू နဲ့သူ့မိသားစုကအထဲကိုအပြေးလွှားဝင်လာကြပါတော့တယ် तू ကသူ့ကိုနှိပ်စက်တဲ့သူတွေကိုပြန်ပြီးအပြစ်ပေးမလား तू ကရောသူ့ယောက်ျားရဲ့တကယ်အရှိန်အဝါကိုသိသွားမလား